relationship နဲ့ပတ်သက်ပြီးတော့လူတွေအများစုအထင်မှားနေကြတဲ့နောက်တစ်ခုဘဝင်မကြတဲ့အရာလေးတစ်ခုကိုကျွန်တော်ဒီနေ့ပြောချင်တယ်လူအများစုကကိုယ့်ရဲ့ဘဝထဲမှာအစင်မပြေတဲ့သူတယောက်နဲ့တွေ့ပြီဆိုရင်ဝစ်ကြွေးကြောင်ဆိုတဲ့စကားလုံးကိုသုံးနှုန်းကြတယ်မှန်တယ်ကိုယ့်ဘဝထဲမှာအစင်မပြေတဲ့သူတွေရောက်လာတာအတိတ်ကဝစ်ကြွေးကြောင်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီဝစ်ကြွေးကြောင်ဆိုတဲ့စကားလုံးနဲ့တော့ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုဘေးဆက်စရာမလိုပါဘူးတကယ်တော့ဝစ်ကြွေးဆိုတာကရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်လူတစ်ယောက်ကတွေးဆုံနေကိုယ့်အတွက်ကိုမစစ်မှန်ဒီလူဒီဒါဆိုရင်ကျွန်တော်တို့ဒီလူကို boundary ထားပြီးတော့မှဒီလူနဲ့ကျွန်တော်တို့ရှိနေတဲ့ relationship တစ်ခုကိုကွေးကွာသွားအောင်လုပ်မလားဒါမှမဟုတ်ဒီလူနဲ့ကိုယ်နဲ့မဆက်ဆံဖြစ်အောင်လုပ်တော့မလားဆိုတာကကျွန်တော်တို့ရွေးချယ်လို့ရပါတယ်တကယ်တော့ကျွန်တော်တို့အများစုကကိုချစ်တတ်မယ်ဆိုရင်ကျွန်တော်ရဲ့ဘဝတွေကိုဝစ်ကြွေးကြောင်ဘယ်လိုလူတွေပဲရောက်လာပါစေကျွန်တော်တို့တွေဒီလိုလူတွေနဲ့ပါလာတဲ့ဝစ်ကြွေးကိုရွေးချယ်မှုလုပ်ပြီးတော့မှရပ်တန့်နိုင်ခဲ့မှာဖြစ်ပါတယ်။ဟောဒီနေရာလေးမှာပြောချင်တယ်လူတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းမကောင်းခြင်းဟာကံနဲ့ဆိုင်တယ်။ဒါပေမဲ့ကံဆိုတာအလုပ်ဖြစ်တယ်။ဘာအလုပ်လဲဆိုတော့ကိုချစ်ခြင်းအလုပ်ဖြစ်ပါတယ်။ကိုချစ်နေသမျှကာလပတ်လုံးလူတွေကြောင့်စိတ်ညစ်ရတယ်လူတွေကြောင့်စိတ်တော့ကားရရတယ်ဆိုတာရှိလာမှာမဟုတ်တော့ပါဘူးဒါကြောင့်မို့ဝစ်ကြွေးဆိုပြီးတော့တီးမခံပါနဲ့ကိုပိုချစ်ပါဖြတ်တောက်တဲ့ relationship တွေကိုဖြတ်တောက်ပြီးတော့ပျော်ရွှင်အောင်မြင်တဲ့ဘဝကိုရှေ့ဆက်ပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်တယ်